Tech brother ပြောပြမယ် Docker ဆိုတာသိပြီးပြီလား container တစ်လုံးနှလုံးစီမံရတာလွယ်တယ်ဒါပေမဲ့ company ကြီးတွေမှာ container 1000ရှိတယ်ဒါတွေကိုလက်နဲ့ဘယ်လိုစီမံမလဲဒီပြဿနာကိုဖြေရှင်းတဲ့နည်းပညာက Kubernetes K8s ပါ Kubernetes ကို container တွေရဲ့သင်္ဘော captain လို့မြင်ကြည့်ပါငါ app ရဲ့ container 50ကိုစတင်ပါလို့ပြောလိုက်ရုံပဲ Kubernetes ကသင်္ဘောပေါ်မှာ container 50ကိုအလိုအလျောက်စီစဉ်ပေးတယ်ညနေ6နိုင်မှာလူအများကြီးဝင်နေဆိုရင် Kubernetes က container အရေအတွက်ကို50ကနေ200ကိုအလိုအလျောက်တိုးပေးမယ်ည2နိုင်မှာလူနေရင်200ကနေ30ကိုပြန်လျှော့ပေးမယ်လူ1000ဝင်လာရင် Kubernetes က traffic ကို container 200ပေါ်ဖြန့်ပေးတယ် container တစ်လုံးမှာအလုံးများနေမှာမဟုတ်ဘူး container တစ်လုံးပြတ်သွားရင် Kubernetes ကချက်ချင်းတည်သွားတယ်အလိုအလျောက်အသစ်တစ်လုံးစတင်ပေးလိုက်တယ် zero downtime app ရဲ့အသစ် version တင်တဲ့အခါတခါတည်းအကုန်မပြောင်းတဲ့တစ်လုံးချင်းအစားထိုးပေးတယ်အသစ်မှာ bug ပါရင်အဟောင်းကိုချက်ချင်းပြန်ပြောင်းပေးတယ်ဒီအချက်ကိုသိထားရင်ဘာဖြစ်လာမလဲ Senior tip number 1 DevOps engineer platform engineer SRE site reliability engineer လို့မျိုးလာစာမြင့်တဲ့ career တွေအတွက် Kubernetes ကမရှိမဖြစ်လိုအပ်တဲ့ skill ပါ Kubernetes တစ်ခုက Kubernetes သုံးနေဆိုရင်သူတို့က cloud native scalable infrastructure ရှိတယ်လို့နားလည်နိုင်တယ်Minikube ဒါမှမဟုတ် Docker desktop မှာ Kubernetes ကို local မှာစမ်းသုံးနိုင်တယ်ဈေးမကုန်ပဲလေ့လာလို့ရတယ် Kubernetes ရဲ့အားနည်းချက်ကရှုပ်ထွေးတယ် small project အတွက်ဆို over engineering ဖြစ်နိုင်တယ် Advantage auto scaling self healing load balancing zero downtime deployment Disadvantage စတင်ရတာအတော်ခက်တယ် small project အတွက်မလိုအပ်ပဲရှုပ်နိုင်တယ်ဒီနေ့သင်ယူလိုက်တဲ့ Kubernetes အကြောင်းဟာလာမယ့်6လအကြာမှာသင်က DevOps engineer interview ဖြေတဲ့အခါ Kubernetes ကဘာလဲဆိုတဲ့အမေးကိုယုံကြည်ဖြေနိုင်လာလိမ့်မယ်ကျွန်တော်တို့ဒီမှာမျှဝေပေးနေတဲ့ senior tips တွေကိုနေ့စဉ်မိနစ်ပိုင်းလေးနဲ့လေ့လာသွားရင်နေ့စဉ်9မိနစ်စာဒီလို IT အခြေခံတွေကိုလေ့လာပြီး senior IT technician ဖြစ်ဖို့ follow လုပ်ထားပါအောင်